ကိုပြင်ဆင်ထားတဲ့ဗီဒီယိုကလစ်နှစ်ခုကိုထည့်ပြီးသွားပြီဆိုရင်အရှေ့ကလစ်နဲ့အနောက်ကလစ်ကို speed 0.6 ပုံတော့ထည့်မယ်နှစ်ပုတ်လုံးနော်အနောက်ကကလစ်ကို freeze တော့လုပ်မယ်ပုံရိုက်မယ်ပေါ့နော်โอเคပုံရိုက်ပြီးသွားပြီဆိုရင် overlay တော့စိတ်ချမယ်ပြီးတော့အဲ့ဒီအောက်ကကလစ်ကို 0.6 လောက်ထားမယ်ဗီဒီယိုရဲ့ဟိုဘက်မှာထားမယ် first click ရဲ့နောက်အောက်မှာထားမှာနော် 0.6 ပြီးလို့ရှိရင်အဲ့ဒါကို auto remover background ဖြောက်မယ်အပေါ်မှာခုန freeze လုပ်တော့တပ်ပုံရဲ့တော့ဂျားမှာနည်းနည်းတမြောင်းကြံခဲ့တာ delete တော့လုပ်လိုက်အောင်โอเคပြီးရင်အောက်ကဟာကို auto remover တော့ရှာမယ် background ဖြောက်မယ်โอเคဖြောက်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီအောက်က click ကိုပဲ duplicate ပွားမယ်ပြီးရင်အောက်ဆွဲချမယ်တက်လျာထိပြီးရင်ပေါ်က click ကို mask တော့ရှာမယ် mask horizontal နှိပ်မယ်အောက်က click ကိုလည်း mask ရှာမယ် horizontal နှိပ်မယ်ပြီးအောက်က inverse ကိုနှိပ်မယ် okay ပြီးအောက်က click ကို keyframe ထားခဲ့မယ်အပေါ်က click ကိုလည်း keyframe မှတ်မယ်ဟိုဖက်သွားမယ်ပြီးတော့အပေါ်ပိုင်းကိုအပေါ်ဆွဲတင်လိုက်မယ်ပြီးအောက်က video clip ကိုဆင်းမယ်အောက်အပိုင်းကိုဆွဲချမယ်ပြီးရင်အောက်က clip ကိုဒီဟာနှိပ်ထည့်မယ်ဒီဟာနှိပ်ပြီးတော့တွားရွေးမယ်โอเคရွေးပြီးတော့အဲ့ဒီမှာတခုထည့်မယ်အပေါ်က clip ကိုလည်းတွားရွေးမယ်ရွေးပြီးတော့ clip တခုထည့်မယ်โอเคဒါဆိုရင်ဗီဒီယိုကပြီးတော့ဖြစ်သွားပါပြီနော်ကျန်တဲ့အပိုင်းကဗီဒီယိုဆောင်းတွေပါထည့် effect တွေပါထည့်တော့စီးပေးပါပြီခင်ဗျာ